မင်္ဂလာပါရှင် ISO 9001စံချိန်စံညွှန်းဆိုတာလုပ်ငန်းခွင်တစ်ခုမှာ Quality Management System ကိုစနစ်တကျတည်ထောင်ရန်အကောင့်ထဲပေါ်ရန်ထိန်းသိမ်းရန်နှင့်စဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်ရန်အတွက်အဓိကအကိုးအကားပြုရတဲ့နိုင်ငံတကာစံချိန်စံညွှန်းမူပေါင်း Standard Framework ဖြစ်ပါတယ်။အလွယ်ကူဆုံးတင်ပြရရင် Quality Management System ဆိုတာမိမိတို့လုပ်ငန်းအတွင်းအရေးအသွေးကောင်းမွန်စေရန်လက်တွေ့ကျင့်သုံးနေတဲ့စနစ်လုပ်ငန်းစဉ်များ process, procedure and practice တို့ဖြစ်ပါတယ်။ ISO 9001စံချိန်စံညွှန်းကတော့အဲ့ဒီ Quality Management System စနစ်ကြီးတစ်ခုလုံးပြည့်စုံမှန်ကန်မှုရှိမရှိတိုင်းတာတဲ့စံချိန်စံညွှန်းပေတံ requirements and guidelines ဖြစ်ပါတယ်။ဒါကြောင့်လုပ်ငန်းတစ်ခုက Quality Management System ကိုအကောင့်ထဲပေါ်တည်ဆောက်တဲ့အခါ ISO 9001စံချိန်စံညွှန်းပါလိုအပ်ချက် requirements များကိုအကိုးအကားပြုပြီးလိုက်နာကျင့်သုံးကြတာဖြစ်ပါတယ်။ ISO 9001စနစ်ဆိုတာတခါတည်းနဲ့အောင်မြင်သွားတာမျိုးမဟုတ်ပဲအဆင့်ဆင့်တည်ဆောက်သွားရတဲ့စနစ်ဖြစ်ပါတယ်။အခြေခံအုတ်မြစ်ကတော့ကိုယ်လုပ်ငန်းအခြေအနေ context ကိုသိဖို့ပါပဲအပေါ်ဆုံးကတော့စဉ်ဆက်မပြတ်တိုးတက်နေဖို့ improvement ဖြစ်ပါတယ်မိမိတို့အဖွဲ့အစည်းမှာဒီစနစ်ကိုကျင့်သုံးတဲ့အခါဒီလေကားထစ်တွေအတိုင်းပဲတဆင့်ချင်းစီတက်သွားကြရမှာပါခုစတင်လေ့လာတင်ပြမှာကတော့ပထမဆုံးအဆင့်ဖြစ်တဲ့ context of the organization ပဲဖြစ်ပါတယ်ISO 9001-2015 စံချိန်စံညွှန်းနှင့်ဆက်လျင်းပြီး context ကိုအတူချုပ်ဆိုရလျင်အဖွဲ့အစည်းဟာမည်သည့်အဖွဲ့အစည်းဖြစ်သည်မည်သည်ကိုဆောင်ရွက်သည်မည်သူကပြုလုပ်သည်အဘဲကြောင့်လှုပ်ဆောင်သည်မည်သည့်နေရာတွင်ပြုလုပ်သည်မည်သည့်ထုတ်ကုန်ပစ္စည်းထုတ်လုပ်သည်မည်သည်ကိုဝန်ဆောင်မှုပေးသည်စသည်တို့ဖြစ်ပါတယ်context ဆိုတာဌာနတစ်ခုချင်းစီရဲ့ကိုယ်ပိုင် DNA ပါ။ဝယ်ယူရေးဌာနရဲ့ပြဿနာနဲ့ထုတ်လုပ်ရေးဌာနရဲ့စိန်ခေါ်မှုကလုံးဝမတူနိုင်ပါဘူး။ context, internal external issues အတွက် issues တွေဆိုတာဌာနတစ်ခုချင်းစီရဲ့အခက်အခဲနဲ့အခွင့်အလမ်းတွေပါ။ဌာနတွေရဲ့ issues တွေအကုန်တူနေရင်ကိုယ့်ဌာနရဲ့တကယ်ပြဿနာကိုမြင်နိုင်မှာမဟုတ်ပါဘူး။ interested parties အတွက် interested parties ဆိုတာကိုယ့်အလုပ်ကိုဘယ်သူတွေကစောင့်ကြည့်နေတယ်လဲဆိုတာပါ human resources ဌာနအတွက်ကအလုပ်သမားဝန်ကြီးဌာနဖြစ်ပေမဲ့ warehouse အတွက်ကမီးသတ်ဌာနဖြစ်နေပါလိမ့်မယ်ဒီနေ့ကျမတို့စတင်ဆွေးနွေးမယ့် clause 4အောက်မှာ subclause ၄ခုရှိတာကိုတွေ့ရပါမယ်ဒါဟာကျမတို့စနစ်တစ်ခုလုံးကိုမဆောက်ခင်အကြိုတင်ဆောင်ရွက်ခြင်းလုပ်ရမယ့်အပိုင်းတွေပါပဲမှန်ကန်သောပစ္စည်းကိရိယာတန်စာပလာများနှင့်အတူမှန်ကန်သောလူကိုရွေးချယ်ပြီးမှန်ကန်သောစွမ်းဆောင်ရည်ကိုအသုံးပြုဆောင်ရွက်ရင်းအဖွဲ့အစည်းရဲ့လုပ်ငန်းစဉ်များဟာချောမွေပြီးဆုံးရှုံးလေလွင့်နိုင်မှုနည်းပါးမှာဖြစ်ပါတယ်အခုအပိုင်းရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းဆောင်ရွက်ရမှာကိုယ့်အဖွဲ့အစည်းကိုယ့်ဌာနအပေါ်တက်ရောက်မှုရှိနိုင်တဲ့အကြောင်းအချက်တွေအပေါ်မှာပဲအာရုံစူးစိုက်တင်ပါတယ်ပထမဆုံးအနေနဲ့ plan ထဲက clause 4.1 understanding the organization and its context ကိုစာလိုက်ကြရအောင်လားရှင်